ဒီနင်းကြတဲ့အတွဲလေးကပထမဆုံးအကြိမ်မိတ်လိုက်နေကြတာပါနော်အဖိုးနင်းကြတဲ့ရဲ့လိန်ရင်ကမှာအချွန်အတက်လေးတွေပါဝင်တဲ့အတွက်အမတွေကိုအယမ်းနာကျင်စေတာပေါ့ဒီလိုပြင်းထန်တဲ့နာကျင်မှုတန်ကမိတ်လိုက်တဲ့အချိန်တိုင်းမှာသူ့ကိုရုန်းကန်နေရအောင်လုပ်တာပါပဲဒါပေမဲ့ဒါကလည်းတဘာဝရဲ့ကျန်းတဲ့နိယာမတစ်ခုပါပဲနော်ဒီလိုဆူရှာတဲ့လှုပ်ဆောင်မှုမျိုးဆိုမှပဲအမရဲ့ခန္ဓာကိုယ်ကမျိုးအောင်မြင်နှှိုးဆွပေးနိုင်တာပါမိတ်လိုက်တဲ့အချိန်တစ်ချိန်ချင်းစီက15စက္ကန့်လောက်ပဲကြာတယ်ဗျာဒါပေမဲ့လည်းဒါကိုနေ့တိုင်းအချိန်30ကနေ40လောက်အထိထက်ခါပြန်လုပ်ကြမှာပါတယ်3ရက်တိတိစက်တိုင်းမိတ်လိုက်ပြီးတဲ့အခါမှာတော့အမကဒီနာကျင်မှုကိုဆက်ပြီးမခံနိုင်တော့ပါဘူးသူကအဖိုးကိုညှင်းပယ်ဖို့စတင်ပြီးအနာမကတ်အောင်တွန်းထုတ်ပစ်ပါတော့တယ်အငင်းခံရတဲ့အခါကျတော့အဖိုးကလည်းလှည့်ပြီးထွက်သွားလိုက်ရုံပါပဲနှင်းကြတစ်တွေရဲ့ကဘာမှာတော့အဖိုးတွေဟာအသားပေါက်လေးတွေကိုပြုစုပြိုးထောင်ဖို့ဘယ်တော့မှမနေကြပါဘူးမိဘတာဝန်ကိုလုံးဝမယူကြပါဘူးဗျာ3လကြာမှာတော့အမကသူ့ရဲ့သားပေါက်လေးတွေကိုဘေးကင်းလုံစွာမွေးဖွားပေးပါတော့တယ်ပထမဆုံးရဲ့အနေငယ်မှာတော့အဲ့ဒီမွေးကင်းစသားပေါက်လေးတွေကမျက်စိမမြင်ကြသေးပဲကုကယ်ရမဲ့နေကြပြီးသူတို့အမေပေါ်မှာပဲလုံးလျားမိခိုနေကြရတာပေါ့သူတို့ရဲ့ပထမဆုံးရက်တစ်ပတ်အနေငယ်အတွင်းမှာပေါ့သူတို့မျက်လုံးလေးတွေကလှပတဲ့ကြည်ပြားရောင်လေးတွေရှိနေတတ်ပါတယ်နောက်ပိုင်းကျမှပဲနာမည်ကျော်ကြားတဲ့အဝါရောင်လေးဖြစ်ဖြည်းဖြည်းချင်းပြောင်းလဲသွားကြတာပါသားပေါက်လေးတွေကငါးပတ်သားမပြည့်မချင်းဆိုရင်တီငိမ့်လန်းတော့မလျှောက်နိုင်ကြသေးဘူးပေါ့ပထမဆုံးနှစ်လတာကာလမှာတော့အမေတို့တစ်မျိုးတည်းကိုပဲမိခိုပြီးအသက်ရှင်ကြရတာပါပြီးတော့သူတို့တွေလုံးဝတမာပြီးအိမ်ကနေခွဲကြမ်းတမ်းတဲ့နှင်းတောင်တွေမှာတယောက်တည်းနေထိုင်နိုင်ဖို့အတွက်ဆိုရင်2နှစ်အပြည့်လောက်တော့အချိန်ယူရပါတယ်အခုချိန်မှာတော့ဒီသားပေါက်လေးတွေကသူတို့အမေရဲ့ခြေသေးခွန်လောက်တောင်မရှိသေးပါဘူးဒီနှင်းကြတစ်လေးတွေအတွက်တော့သူတို့ရဲ့အမေကအရာပါပဲသူတို့ရဲ့အစားအစာရဲ့နှွေးထွေးလုံခြုံတဲ့အိမ်ရဲ့တောထဲမှာသူတို့ကိုကာကွယ်ပေးမဲ့တူးတဲ့သောအဆောင်ရှောက်လည်းဖြစ်ပါတယ်